PBS မြန်မာရဲ့ပြည်သက်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေဒီကနေ့2026ခုနှစ်မတ်လ23ရက်တနင်္လာနေ့ရဲ့နနက်ခင်းသတင်းစီစဉ်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့စီစဉ်တင်ဆက်သူနှိုးရပြပိုင်းပါကရင်ပြည်နယ် KNU တပ်မဟာ9နယ်မြေအတွင်းကစစ်ကောင်စီရဲ့စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတရင်မှုအပါအဝင်49ဦးသေဆုံးသွားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်KNU မူထရခရိုင်ရဲ့ထုတ်ပြန်ချက်အရဖာပုံခရိုင်တွင်ကျူးကျော်တပ်ဆွဲထားခဲ့တဲ့ကော်သွေးကျုစခန်းနဲ့ကဘောတူစခန်းတို့ကို KNLA နဲ့ PDF မဟာမိတ်တပ်ပေါင်းဖွဲ့ဝင်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတရင်မှုအဆင့်ရှိသူအပါအဝင်49ဦးသေဆုံးခဲ့ပြီးလက်နက်ခဲယမ်းအမြောက်အများကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်။တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ရဲဘော်9ဦးကြာဆုံးခဲ့ပြီး33ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအထိနာခဲ့တာကြောင့်လေကြောင်းကနေ9ကြိမ်ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ရမှာအရသားပြည်သူ6ဦးသေဆုံးပြီး22ဦးဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူနေအိမ်40ကျော်လည်းမိလောင်ပျက်စီးခဲ့ရပါတယ်။လက်ရှိမှာတော့မူထရခရိုင်အတွင်းစီရေးတင်းမာမှုတွေဆက်လက်ရှိနေပြီးစစ်ကောင်စီရဲ့လေကြောင်းရန်ကြောင့်ဒေသခံပြည်သူထောင်ပေါင်းများစွာဟာဘေးလွတ်ရာတောတောင်တွေထဲမှာတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရရှင်။တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်မှာ2ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအထိနာနေတာကြောင့်လေရင်နဲ့ဘုံလုံးရေ100ကျော်ကျဲချတိုက်ခိုက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရက်ချောင်းမြို့နယ်ဂုံညင်းစိတ်ကျေးရွာအနီးတစ်ဝိုက်မှာစစ်ကောင်စီစစ်ကြောင်းနဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကြားတိုက်ပွဲတွေအလွန်ပြင်းထန်နေခဲ့ပါတယ်။မြေပြင်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအကြအဆုံးများပြီးအထိနာနေတာကြောင့် Y12 လေရင်2စီးနဲ့ Jet Fighter တွေကိုပါသုံးပြီးဘုံလုံးရေ100ကျော်အထိကျဲချတိုက်ခိုက်ခဲ့တယ်လို့စစ်သင်းမောတွေကလည်းလက်နက်ကြီးတွေနဲ့ကူပစ်ပေးနေတယ်လို့သိရှိရပါတယ်။လက်ရှိမှာဂုံညင်းစိတ်ရွာအနီးတစ်ဝိုက်မှာဝင်းဝစကန်ကထွက်ပြေးလာခဲ့တဲ့စစ်သားတွေနဲ့စစ်ကူစစ်ကြောင်းကကြန့်ရှိနေတဲ့စစ်သားတွေပိတ်မိနေဆဲဖြစ်ပါတယ်ရှင်။စစ်ကောင်စီရဲ့အပြင်းထန်ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ဂုံညင်းစိတ်ပြင်းဖြူသာမင်းတပ်အပါအဝင်အနီးအနားရှိကျေးရွာပေါင်း15ရွာကဒေသခံပြည်သူ9000ခန့်ဟာနေရမပြတ်နိုင်သေးပဲဘေးလွရာကိုဆက်လက်တိမ်းရှောင်နေရကြောင်းသတင်းရရှိပါရရှင်။ AR တိုင်းဒေဒီရဲမြို့နယ်နဲ့တနင်္သာရီတိုင်းကျွန်းစုမြို့နယ်တို့မှာစစ်ကောင်စီခန့်အပ်ထားသောအုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းကြီးအမည်ခံပြီးငွေကျပ်သိန်းချီအဓမ္မကောက်ခံနေခဲ့တယ်လို့ငွေမပေးနိုင်တဲ့လူငယ်တွေကိုဖမ်းဆီးပြီးစစ်တပ်ထဲပို့နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ဒေဒီရဲမြို့နယ်ဖျားချောင်းကြီးရွာအုပ်စုတွင်ရှိရွာပေါင်း6ရွာမှာအုပ်ချုပ်ရေးမှုတင်တန်းတဲ့အဖွဲ့ဝင်တွေဟာ2025ခုနှစ်ကလေးကစစ်မှုထမ်းကြီးတွေကိုလစဉ်ကောက်ခံနေကြတာပဲဖြစ်ပါတယ်။လူငယ်ရှိတဲ့နေအိမ်တအိမ်ကိုလစဉ်ငွေကျပ်3,200,000တီတီသတ်မှတ်ကောက်ခံနေခဲ့ပြီးမပေးဆောင်နိုင်တဲ့အိမ်ကလူငယ်တွေကိုစစ်ကောင်စီလက်ထံအနံမယ်လို့ချိန်ချောက်နေကြတာကြောင့်ပြည်သူတွေမှာအနိုင်နိုင်ရှာဖွေပေးဆောင်နေကြရပါတယ်။အလားတူတနင်္သာရီတိုင်းကျွန်းစုမြို့နယ်မှာလည်းပြီးခဲ့တဲ့မတ်လ4ရက်နေ့ကအမြန်ရင်စိတ်မှာလူငယ်15ဦးခန့်ကိုစစ်ကောင်စီကအကြောင်းမဲ့ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ထူးခြားချက်မှာအဆိုပါလူငယ်တွေရဲ့ကြေးရွာတွေဟာစစ်မှုထမ်းကြီးပုံမှန်ပေးဆောင်နေရတဲ့ရွာတွေဖြစ်ပေမဲ့အခုလိုအတင်းအဓမ္မဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။ဖမ်းဆီးခံရသူတွေဟာပြန်လည်လွတ်မြောက်ဖို့အတွက်အုပ်ချုပ်ရေးမှုတွေကငွေကျပ်100ချီတောင်းခံခဲ့တော့လေလူငယ်လေးဦးသာပြန်လည်လွတ်မြောက်လာခဲ့ပြီးကြန့်ရှိနေသူတွေကိုတော့စစ်မှုထမ်းဖို့ပို့ဆောင်လိုက်ပြီလို့သိရှိရပါတယ်။လက်ရှိမှာကျေးလက်နေပြည်သူတွေဟာကုန်စည်နှုန်းကြီးမြင့်မှုတန်းတွေအပြင်အုပ်ချုပ်ရေးမှုတွေရဲ့စစ်မှုထမ်းကြီးအမိခံစီးပွားရှာငွေညှစ်မှုတွေကြောင့်အတိဒုက္ခရောက်နေကြရပြီးမြည်သူကိုမှတိုင်ကြားလို့မရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရကြောင်းသတင်းရရှိပါရရှင်။ကရင်ပြည်နယ်ဒီမော့ဆိုမြို့နယ်ရှေ့တန်းစစ်မျက်နှာမှာအမျိုးသားညီညွတ်ရေးဆိုရ NUG လက်အောက်ခံ PDF ရဲဘော်2ဦးမြင့်မြတ်စွာအသက်ပေးလူသွားခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ NUG ကာဝေးရေးဝန်ကြီးဌာနအမှတ်1109တပ်ရင်းမှာရဲဘော် Charles ပူနဲ့ရဲဘော်ရှားရီတို့ဟာပြီးခဲ့တဲ့မတ်လ18ရက်နေ့ကဒီမော့ဆိုမြို့နယ်အတွင်းတာဝန်ထမ်းဆောင်နေစဉ်ကြာဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။အဆိုပါရဲဘော်2ဦးဟာစစ်အာဏာရှင်စနစ်အမြင့်ပြတ်ရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်ရှေ့တန်းစစ်မျက်နှာပြင်မှာရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ရင်ကြာဆုံးခဲ့ရတာလို့အမှတ်1139တပ်ရင်းကထုတ်ပြန်ထားပါတယ်။
တိုင်ရင်အနေနဲ့တော်လိုင်းရေးတာဝန်ကိုကျေဝန်စွာထမ်းဆောင်ခဲ့ကြတဲ့အဆိုပါရဲဘော်2ဦးအတွက်များစွာယူကျုံမရဖြစ်ရတယ်လို့ကျန်းရည်သူမိသားစုဝင်တွေနဲ့အတူထပ်တူထပ်မြဝမ်းတွဲကြေကွဲရကြောင်းဖော်ပြထားပါတယ်ရှင်။မြင့်မြတ်စွာကြာဆုံးသွားခဲ့တဲ့ရဲဘော် Charles ဘိုနဲ့ရဲဘော်ရှာရီတို့ကိုပြည်သူအာဇာနည်နိုင်ငံသူရဲကောင်းများအဖြစ်မှတ်တမ်းတင်ဂုဏ်ပြုဦးညွှန်လိုက်ပြီးအကြမ်းဖက်စစ်ကောင်စီကိုအမြင့်ပြတ်သည့်အထိဆက်လက်ချေမှုန်းသွားမယ်လို့တပ်ရင်းကတန်ဋိဌာန်ပြုခရီးပြုထားကြောင်းသတင်းရရှိပါရရှင်။မန္တလေးတိုင်းငစုံးမြို့နယ်အတွင်းစစ်ကြောင်းထုတ်လာခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကဒရုန်းနဲ့ဘုံတီးကျဲချပြီးလက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မတ်လ20ရက်နေ့နံနက်ပိုင်းကငစုံးမြို့ကနေစစ်ကား3စီးနဲ့စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်သားတွေကိုမြင်းကြိုင်ခရိုင်အမှတ်17တပ်ရင် TGYR ကစီးကရွာအနီးမှာဒရုန်းနဲ့ဘုံတီးနှလုံးကျဲချတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်ရှင်။အဲဒီနောက်နေ့လယ်ပိုင်းမှာလဲလေဝင်းကုန်းကျေးရွာအတွင်းရောက်ရှိနေတဲ့အဆိုပါစစ်ကြောင်းကို60မမလက်နက်ကြီးတွေနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့အမှတ်17တပ်ရင်းကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။လက်ရှိမှာတော့ငစုံးမြို့နယ်အတွင်းစစ်ရေးအခြေအနေတွေရှိနေတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့သတိပြုသွားလာကြဖို့တိုက်တွန်းထားကြောင်းသတင်းရရှိပါရရှင်။နေပြည်တော်စစ်ကောင်စီနယ်မြေဝင်းအတွင်းရန်ကုန်မန္တလေးကားလမ်းမကြီးပေါ်ကစစ်ကောင်စီရဲ့အဖွဲ့စုံစမ်းစစ်ဆေးရေးဂိတ်ကိုတော်လိုင်းအင်အားစုတွေကအစစ်မြစ်အသေးခံဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မတ်လ21ရက်နေ့မိုးလဲပိုင်းမှာနေပြည်တော်အဝင်ရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးပေါ်ရှိစစ်ကောင်စီရဲ့အဖွဲ့စုံပူးပေါင်းစစ်ဆေးရေးဂိတ်ကိုဝရဇိန်တပ်ဖွဲ့နဲ့ဇာမနီတပ်ဖွဲ့တို့က Operation Flyover Urban ရဲနီအဖြစ်နဲ့အသေးခံဒရုန်း2စင်းနဲ့တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါဂိတ်ဟာလမ်းသွားလမ်းလာပြည်သူတွေစီကနေငွေကြေးအတင်းအဓမ္မတောင်းခံတာနဲ့ကုန်စည်ဆင်းဆင်းမှုတွေကိုနှောက်ယှက်နေတဲ့ဂိတ်တစ်ခုဖြစ်တယ်လို့သိရှိရပါတယ်။ဆိုပါတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကဂျမ်မာတွေစပူဖာတွေနဲ့ခုခံကာကွယ်ဖို့စ조사ခဲ့ပေမဲ့အဆင့်မြင့် anti-jamming FPV drone တွေကပြစ်မှတ်ကိုတိတိကျကျထိမှန်ပေါက်ကွဲခဲ့တာကြောင့်စစ်ကောင်စီဘက်က9ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဝရဇိန်တပ်ဖွဲ့တာဝန်ရှိသူတွေကဆိုပါတယ်။တိုက်ခိုက်မှုအပြီးမှာစစ်ကောင်စီဘက်ကနေမြေရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့ပေမဲ့တော်လှန်ရေးရဲဘော်တွေကတော့အထူးအမရှိစုခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရရှင်။မတ်လ23ရက်နေ့အတွက်မြန်မာနိုင်ငံတပတ်ကထူးခြားဖြစ်စဉ်သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနာတော်တာဆင်ပေးခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှပြကျန်းမာချမ်းသာပြီးဘေးရန်ရဲ့ကင်းဝေးကြပါစေကြောင်းဆုမကောင်းတောင်းရင် Independent Voice မြန်မာရဲ့နနခင်းသတင်းစီစဉ်တင်ဆက်မှုကိုဒီမှာရင်ရှင်းနာခွင့်ပြုပါရှင်။